ကာမတုကတိခုနှစ်ပုံကာမတဏှာနဲ့တကွာဖြစ်တဲ့တင့်တယ်ကောင်းမြတ်တဲ့လားရောက်ရပုံကိုဆိုလိုပါတယ်ရှင်သူဆိုတာတင့်တယ်ကောင်းမြတ်သောဂတိဆိုတာလားရောက်ရပုံလို့အဓိပ္ပာယ်ရပါတယ်ရှင်ကာမတုကတိခုနှစ်ပုံဆိုတာကတော့လူဘုံစာတုမဟာရဘုံတာဝရိန္ဒဘုံယာမာဘုံတုတိတာဘုံနေမာနရတိဘုံပရနေမိတာဝတ္တဝတ္တိဘုံတို့ဖြစ်ကြပါတယ်ရှင်လူဘုံဆိုတာကတော့မနုဿဆိုတဲ့ရဲရင်သောဂုဏ်တုတတိပညာစတဲ့လောကုတ္တရာဂုဏ်တုယဟန်တာမဏေဖြစ်နိုင်တဲ့ဂုဏ်တုတွေကြောင့်မြင့်မြတ်သောစိတ်ရှိသူလို့ဆိုလိုပါတယ်ရှင်မြင့်မို့တောင်ရဲ့ဘေးပတ်လည်မှာရှိတဲ့ကျွန်းကြီးလေးကျွန်းတွေကဇဘူရိတ်ကျွန်းသားတောင်ကျွန်းသားတွေကိုဆိုလိုပါတယ်ရှင်ဇဘူရိတ်ကျွန်းသားနဲ့အသွင်ပြင်ပုံသဏ္ဍာန်တူတဲ့အခြားသူတွေကိုလည်းလူလို့ခေါ်ဆိုပါတယ်ရှင်ကဘာဦးအစာမနုမီတဲ့မဟာသမရမင်းရဲ့အမျိုးအနွယ်တွေပဲဖြစ်ကြပါတယ်ရှင်စာတုမဟာရနတ်ဘုံဆိုတာကတော့လူပြည်အထက်ယူဇနာ4200กว่าဝေးတဲ့အရက်မှာရှိတဲ့နတ်ပြည်ပဲဖြစ်ပါတယ်ရှင်ဒတရထဝိရုလက်ကဝိရုပက္ခနဲ့ကုဝေရဆိုတဲ့နတ်မင်းကြီးလေးပါအုပ်ချုပ်တဲ့နတ်ပြည်ပဲဖြစ်ပါတယ်ရှင်တောဆောင်နဲ့တောင်ဆောင်နဲ့ရုပ်ကစိုးနဲ့အစရှိတဲ့ဘုံမစိုးနဲ့များဥစ္စာဆောင်စတဲ့ရက်ခိုနဲ့များဂုံပန်မြေဆောင်နဲ့များအပါဝင်နဂါးများဝိနိပါတိကအတူရာဝေမာနိကပိတ္တာအစရှိတဲ့နတ်အတူရာများနတ်အမျိုးအစားအမျိုးမျိုးရှိတဲ့နတ်ပြည်ပဲဖြစ်ပါတယ်ရှင်တာဝရိန္ဒနတ်ပြည်ဆိုတာကတော့စာတုမဟာရနတ်ပြည်ရဲ့အထက်ယူဇနာ4200အကွာဝေးမှာရှိတဲ့နတ်ပြည်ပဲဖြစ်ပါတယ်ရှင်မာကလူလင်နဲ့ကုသိုလ်ကောင်းမှုပြုပေါ်ပြုဘက်33ယောက်သောနတ်တွေအုပ်ချုပ်တဲ့နတ်ပုံဖြစ်ပါတယ်လူအများသိထားတဲ့တရားမင်းရင်အုပ်ချုပ်တဲ့နတ်ပုံဖြစ်ပါတယ်ရှင်ယာမာနတ်ပုံဆိုတာကတော့တာဝရိန္ဒနတ်ပြည်အထက်ယူဇနာ4200မှာရှိတဲ့နတ်ပုံပဲဖြစ်ပါတယ်ရှင်သူ့ယာမာနတ်မင်းကြီးအုပ်ချုပ်ပြီးတော့ပူပန်ဆင်းရဲခြင်းဒုက္ခမှလွတ်ကင်းပြီးနတ်ချမ်းသာကိုကောင်းမွန်စွာခံစားနေရတဲ့နတ်တို့ရဲ့နေရာဌာနဘုံဌာနကိုဆိုလိုပါတယ်ရှင်တုတိတာနတ်ပုံဆိုတာကတော့ယာမာနတ်ပုံရဲ့အထက်ယူဇနာ4200กว่าဝေးတဲ့အရက်မှာတည်ရှိပြီးတန်တုတ်တိတနတ်မင်းအုပ်ချုပ်တဲ့နတ်ပုံပဲဖြစ်ပါတယ်ရှင်နတ်စည်းစိမ်တို့နဲ့ပြည့်စုံပြီးတော့နှစ်သက်ရှင်လန်းနေတဲ့နတ်တို့ရဲ့နေရာဌာနပုံဖြစ်ပါတယ်ရှင်ဖះအလောင်းတွေဟာပါရမီပြည့်စုံပြီးတော့လူပုံမှာမွေးဖွားပြီးဖះဖြစ်ဖို့ရန်ဒီနတ်ပုံမှာစောင့်နေကြတယ်လို့ဆိုပါတယ်ရှင်နေမာနာရတိနတ်ပုံဆိုတာကတော့တုတိတာနတ်ပုံအထက်ယူဇနာ4200กว่าဝေးတဲ့နတ်ပုံပဲဖြစ်ပါတယ်ရှင်သူ့နေမိတာနတ်မင်းကြီးအုပ်ချုပ်ပြီးတော့မိမိတို့ကိုယ်တိုင်ဖန်ဆင်းထားတဲ့နတ်ပုံနတ်နတ်စည်းစိမ်တို့မှာပျော်ရွှင်မွေးလျော်သောနတ်တွေနေတဲ့နေရာဌာနဖြစ်ပါတယ်ရှင်ပရနေမိတာဝတ္တဝတ္တိနတ်ပုံဆိုတာကတော့နတ်ပြည်6ထက်မှာအမြင့်ဆုံးနတ်ပုံပဲဖြစ်ပါတယ်ရှင်နေမာနာရတိနတ်ပုံရဲ့အထက်ယူဇနာ4200กว่าဝေးတဲ့နတ်ပုံပဲဖြစ်ပါတယ်ရှင်အများသိထားတဲ့မာနတ်နေရာနတ်ပုံပဲဖြစ်ပါတယ်ရှင်သူတစ်ပါးတို့ဖန်ဆင်းထားတဲ့နတ်စည်းစိမ်တို့မှာမွေးလျော်ခံစားကြတဲ့နတ်တို့ရဲ့နေရာဌာနဘုံဌာနပဲဖြစ်ပါတယ်ရှင်ဝတ္တဝရီနတ်မင်းကြီးအုပ်ချုပ်တဲ့နတ်ပုံပဲဖြစ်ပါတယ်ရှင်စာတုမဟာရနတ်ပုံကတော့လူပြည်အထက်ယူကန်တို့တောင်ထိပ်ကနေမြင့်မို့တောင်ခြေထိကျယ်ပြန့်နေလို့ဆိုပါတယ်ရှင်တာဝရိန္ဒနတ်ပြည်ကတော့မြင့်မို့တောင်ထိပ်မှာတည်ရှိတဲ့နတ်ပုံဖြစ်ပါတယ်ယာမာတုတိတာနေမာနရတိပရနေမိတာဝတ္တဝရီနတ်ပြည်တို့ကတော့ကောင်းကင်ပြင်မှာတည်ရှိတဲ့နတ်ပုံများဖြစ်ကြပါတယ်ရှင်